TikTok မှာဂျပန်လူရင်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင် follower တက်ကိတ်ပြီးလို့ရှိရင် monetization ရှောက်ပြီးတော့ဒေါ်လာတွေဝင်နေတဲ့သူတွေရှိတယ်ပေါ့နော်အဲဆိုတော့ဒီဗီဒီယိုလေးမှာတော့ TikTok ကိုဂျပန်လူရင် TikTok ကိုပေါ့နော်တခြားသူစီမှာ subscribe ပေးပြီးတော့ဝယ်မလားကိုယ်တိုင်ဖွင့်မလားဆိုတာလေးကိုဒီဗီဒီယိုလေးမှာမရှိလို့ကိုယ်တိုင်ဖွင့်တတ်ဖို့အတွက်ဂျပန်လူရင် TikTok ကို create လုပ်နည်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာ VPN မှမလိုဘဲနဲ့TikTok ကိုဂျပန်လူရင် TikTok ဖွင့်နည်းလေးကိုပြပြမှာမို့လို့ကျွန်တော်တို့ Gmail ကိုအရင်ဖွင့်မှာပေါ့နော် Gmail ကတော့ဘာလို့ဖွင့်နည်းပြတာလဲဆိုတော့ Gmail ဖွင့်နည်းကိုမရှိတော့ Gmail ဖွင့်ပြီးလို့ရှိရင် error တက်တယ်ဆိုတော့အတန်လေးကြားလို့ပေါ့နော်ကျွန်တော် Gmail ဖွင့်နည်းကိုစပြပြပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ပေါ်ဆုံးနှိပ်မယ်ပေါ်ဆုံး Gmail တော့ရောက်ပြီဆိုလို့ရှိရင်ညဘက်တော့မှကျွန်တော်ပြတာ icon လေးတစ်ချက်နှိပ်မယ်ပေါ့နော် icon လေးနှိပ်ပြီးဆိုလို့ရှိရင်မရှိတော့အောက်ဆွဲမယ်အောက်ဆွဲပြီးတော့အဲ့တဲ့နောက်ကောက်ဆိုတဲ့ဟာလေးကိုရွေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ Google ကနေပြီးတော့ကျွန်တော်တို့အကောင့်ဖွင့်မယ်ပေါ့နော်အဲ့တော့မကျတော့ Gmail ဖွင့်ဖို့ဒီနေရာလေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ create account နှိပ်မယ် create account နှိပ်ပြီးတော့ကျွန်တော်ပြလာတဲ့ဒီမှာ for my personal use ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ် first name လတဲ့နေရာမှာတော့မကျတော့အဆင်ပြေတဲ့နာမည်ပေးလို့ရတယ်ပေါ့နော်ကျွန်တော်အဆင်ပြေတဲ့နာမည်လေးပေးထားပြီးဆိုတော့ကျွန်တော်ညာဘက်တော့အောက်ကနေပြီးတော့ကျွန်တော် next ကိုထပ်နှိပ်မယ် next ကိုထပ်နှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့မွေးနေ့ကိုအဆင်ပြေသလိုထပ်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်ကြားမလေးရွေးပေးပြီးတော့ကျွန်တော်အောက်ကနေပြီးတော့ next ကိုထပ်နှိပ်မယ် Gmail လေးကိုပေးပြီးဆိုတော့ရလားမရလားဆိုတော့လေးကိုတစ်ချက်စမ်းကြည့်မယ်အဲ့ဒီမှာ Gmail ကသူကလက်မခံဘူးဆိုတော့ကျွန်တော်ဒီမှာခဏလေးတစ်လုံးလုံးထပ်ပေးလိုက်မယ်ပေါ့နော်တော့ဒီနေရာလေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော် password လေးထည့်ပြီးပြီဆိုလို့ရှိရင် Gmail ထဲတိုင်းရမယ်ပေါ့နော်အဲ Gmail ထဲမှာလုပ်ဆရာလေးနည်းနည်းရှိရဲကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့လက်ကြည့်ပေးပါဦးအဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ Gmail လေးရောက်ပြီဆိုတော့ကျွန်တော် next ကိုထပ်နှိပ်မယ် next ကိုထပ်နှိပ်ပြီးတော့ကျွန်တော်တို့အပေါ်ဆွဲမယ်ပေါ့နော်ဒီမှာပေါ့နော် Gmail သူ့ရဲ့ Gmail account ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ manage your Google account ဆိုတာလေးကိုထပ်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်ရေးကြည့်တဲ့အချက်ဆိုတာတော့ဒီမှာပေါ့နော် added recover phone ထည့်ခိုင်းတာကိုကျွန်တော်တို့တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒီနေရာနေပြီးတော့နှိပ်လို့ရတယ်လို့ကျွန်တော်တို့ဒီနေရာနေပြီးတော့မပေါ်တဲ့သူတွေကလည်းကျွန်တော်အောက်ကနေပြီးတော့ကျွန်တော်တို့တစ်စိမ့်နဲ့ကျွန်တော်ပြပြမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့အပေါ်ထပ်ဆွဲမယ်ပေါ်ထပ်ဆွဲမယ်ဆိုတော့ကျွန်တော်ဒီနေရာလေးမှာပေါ့နော်ဘာလို့နှိပ်မလဲဆိုတော့ကျွန်တော်ဒီမှာ security sin ဆိုတာလေးကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီနေရာလေးကိုရက်ပြီဆိုလို့ရှိရင်ဟိုအပေါ်ဆုံးအောက်ကိုဆွဲပြီးတော့ကျွန်တော်ဒီနေရာလေးမှာပေါ့နော် recover phone ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ phone ထည့်မဲ့နေရာလေးကိုရက်ပြီဆိုတော့ကျွန်တော်ဒီနေရာမှာ added recover phone ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ဒီနေရာလေးပေါ်လို့ရှိရင်ကျွန်တော်ဒီနေရာမှာမြန်မာနိုင်ငံအနှံကိုရွေးလိုက်မယ်ပေါ့နော်ပဲဆိုတော့အထိုင်းမှာနေတယ်ဆိုလို့ရှိရင်လည်းထိုင်းစင်းကရှိတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ရွေးလို့ရတယ်ပေါ့နော်ကျွန်တော်မြန်မာဆိုတော့ဆိုတဲ့နေရာလေးကနေပြီးတော့တွားရှာရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့မြန်မာတွေ့ပြီးလို့ရှိရင်ဖုန်းနံပါတ်ကတော့မရှိလို့အဆင်ပြေတဲ့ဖုန်းနံပါတ်တစ်လုံးကိုချိန်ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့မရှိလို့အဆင်ပြေတဲ့စင်ကတ်ကိုထည့်လို့ရတယ်စင်ကတ်အမျိုးအစားတော့မတတ်မှတ်ထားဘူးပေါ့နော်ဒါပေမဲ့သူတို့လက်မခံတဲ့ဖုန်းနံပါတ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသစ်နံပါတ်တစ်လုံးကိုယူပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဖုန်းနံပါတ်လေးထည့်လိုက်ပါဦးမယ်အဲကြောင့်ဖုန်းနံပါတ်ကိုထည့်ပြီးဆိုတော့ကျွန်တော်ဒီမှာ next ကိုထပ်နှိပ်မယ်ပေါ့နော်ဖုန်းနံပါတ်ချိန်ထားပြီးဆိုလို့ရှိရင်အပြင်နည်းနည်းပြန်ထွက်ပြီးတော့ကျွန်တော်တို့ခုနနေရာမှာပေါ့နော်ကျွန်တော်တို့အောက်ကိုဆွဲလိုက်လို့ရှိရင်ဒီမှာ recover phone မှာကျွန်တော်ဖုန်းနံပါတ်လေးထည့်ထားတော့တွေ့ရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီမှာ recover email ဆိုတာလေးကိုလည်းထည့်ထားလို့ရတယ်ပေါ့နော်ဖုန်းနံပါတ်မထည့်ဘဲနဲ့ email ထည့်ထားရရတယ်အဲ့ဒီနှစ်ခုမှတစ်ခုအဆင်ပြေတာထည့်လို့ရတယ်ပေါ့နော်နှစ်ခုစလုံးထည့်ရင်လည်းပိုအဆင်ပြေတယ်အဲဆိုတော့ကျွန်တော်တို့ဒီမှာအရေးကြီးတဲ့ဟာကိုလုပ်ထားပြီးဆိုတော့ကျွန်တော် Gmail အပြင်ထွက်မယ်ကျွန်တော်တို့ TikTok ကောက်ကိုဂျပန်လူကြီး TikTok ကောက်ကို VPN မရှိဘဲနဲ့ဘယ်လိုလုပ်ကိုဖွင့်ပြသွားမလဲဆိုတာလေးကိုဆက်လက်ကြည့်ရှုပေးပါဦးအဲဆိုတော့ဘယ်ကနေဖွင့်မလဲဆိုတော့အရင်တော့လို့ပဲကျွန်တော် VPN တွေဂျပန်လူကြီး TikTok ကောက်ရတဲ့ VPN တွေကိုကျွန်တော်တို့ share ရမလို့ပေါ့နော်ဒီမှာတော့ကိုလေးဖွင့်နည်းလေးကိုကျွန်တော်ဒီနေရာလေးမှာကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ Chrome ထဲဝင်မယ် Chrome ထဲဝင်ပြီးတော့ကျွန်တော်တို့အပေါ်ဆုံးမှာဒီမှာ new tab ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ပေါ့နော်အဲ new tab လေးကျွန်တော်တစ်ချက်နှိပ်မယ်အဲတော့ကျွန်တော်စာမျက်နှာအသစ်ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီနေရာမှာအပေါ်ဆုံးမှာဘာရက်ထည့်မလဲဆိုတော့ကျွန်တော်ဒီမှာ TikTok ဆင်းအားဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်မယ်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာဆင်းအားဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်မယ်ဒီနေ့မှာကျွန်တော်တို့ဒီမျက်နှာပြင်ပေါ့နော်ကျွန်တော်တို့ရဲ့ TikTok အကောင့်ကိုစဖွင့်ဖို့အတွက်ပြတဲ့နေရာဖြစ်ပါတယ်ဒီနေရာလေးမှာပေါ့နော်မရှိတော့ log in ဝင်လို့ရှိရင်ဒီအောက်ကနေပြီးတော့ log in ကိုနှိပ်လို့ရတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ကအကောင့်တက်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ log in မဝင်ပါဘူးဒီပုံမှာလည်းခေါင်းစဉ်မှာလည်း sign up for TikTok ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်
အဲဆိုတော့အခုကတော့ကျွန်တော်ကတော့အရေးကြီးဆုံးတစ်ချက်ကဘာပြောမလဲဆိုတော့ကျွန်တော်တို့ရိုးရိုးအကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ဒီမှာ use follow ရော email နေပြီးတွားလို့ရတယ်ပေါ့နော်အခုကကျွန်တော်တို့ကဂျပန်လူချင်း TikTok အကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ VPN လည်းမတုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်လို့တက်ပါမလဲဆိုတော့ကျွန်တော်ဒီမှာအောက်ဆိုမှာကျွန်တော်မြန်မာဆိုတာလေးပေါ်နေရပေါ့နော်အဲလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာဒီအပေါ်ဆုံးလေးမှာပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာဂျပန်ဆိုတာလေးကိုရေးပြီးတော့ရှာလို့ရတယ်ပေါ့နော်မှာရှာလိုက်လို့ရှိရင်ဒီမှာဂျပန်ဆိုတဲ့ဟာလေးပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့အမှတ်ချက်ပေးမယ်အမှတ်ချက်ပေးပြီးတော့ဒီအောက်ကကျွန်တော်ဒါဆိုတာလေးနှိပ်မယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ကဒီနေရာလေးမှာပေါ့နော်မိတ်ဆွေတို့ကဂျပန်ဆိုတာလေးတွေးပြီးဆိုလို့ရှိရင်ရပြီပေါ့နော်ဂျပန်မဖြစ်တဲ့ရွေးကတော့မိတ်ဆွေတို့ကတော့ကျွန်တော်ခုနပြထားတယ်လို့ဂျပန်လေးကိုရှာပြီးတော့နော်ဒီမှာရွေးပြီးတော့ဒါကိုလှည့်ပေးရမှာဖြစ်ပါတယ်အဲ့လိုပေါ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအကောင့် print မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ useful တော့ email ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်မယ်ပေါ့နော်တစ်ချက်နှိပ်ပြီးဆိုလို့ရှိရင်မိတ်ဆွေတို့ဒီနေရာမှာမွေးနေ့ကိုအဆင်ပြေပေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မွေးနေ့ကိုပေးပြီးဆိုတော့ကျွန်တော် next ကိုနှိပ်မယ်အဲ့တော့ကျွန်တော်ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့အကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာလေးမှာ email ကိုနှိပ်မယ်ပေါ့နော်အမှတစ်ချက်ရှိတာတော့ကျွန်တော်တို့ဒီမှာမြန်မာဖုန်းနံပါတ်ကြီးပေးထားပေးမယ်လဲကျွန်တော်ဒီနေရာလေးမှာဂျပန်လေးကတော့ပြောင်းလို့မရပါဘူးကျွန်တော်တို့ဂျပန်လေးပေါ်နေပြီဆိုလို့ရှိရင်အကောင့်ဆက်ဖွင့်မှာပေါ့နော်ကျွန်တော်တို့ email တစ်ချက်သွားမယ်ပေါ့နော် message တို့ကတော့ Gmail အသက်ဖွင့်မှရမှာလားဆိုတော့လေမေးဖို့မေးလို့ရှိရင်တော့ပေါ့နော်ကျွန်တော် email အတွက်ကိုနေရာကိုရောက်လို့ရှိရင်ကျွန်တော် Gmail ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော် Gmail အသက်လည်းရတယ်ကျွန်တော်တို့TikTok အကောင့်မဖွင့်ဖို့လည်း Gmail လည်းရတယ်ပေါ့နော်ဒါပေမဲ့ Gmail အသက်ထည့်တာတော့ပိုပြီးတော့အဆင်ပြေပါတယ်အဲ့ဒါတော့ကျွန်တော်ခုန Gmail လေးကိုကျွန်တော်ထည့်လိုက်မှာပေါ့နော်အဲ့တော့ကျွန်တော် Gmail နှိပ်ပြီးဆိုတော့ကျွန်တော်ဒီနေရာမှာအမှတ်ချက်တစ်ခုနှိပ်မယ်ကျွန်တော် list ကိုနှိပ်မယ်ပေါ့နော်password ကတော့ဒီလိုအစိမ်းရောင်ပုံမှာပဲပေါ့နော်ဒီနေရာလေးမှာစာကြောင်းနဲ့ကြောင်းတို့အစိမ်းရောင်ပုံမှာပဲရမှာဖြစ်ပါတယ်password ထည့်နည်းလေးကကျွန်တော်တို့ English စာလုံးအကြီးရယ်special character တစ်ခုရယ်ခဏရယ်ပါမှရမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုတော့ကျွန်တော် list ကိုနှိပ်မယ်အဲ့မှာကျွန်တော်တို့ code လေးကိုထည့်ပါမယ်ကျွန်တော်ဒီနေရာလေးမှာပေါ့နော် user name လေးထည့်ပြီးဆိုတော့ဒီမှာဆင်းရောက်ကိုတစ်ခါလေးနှိပ်လိုက်မယ်ဒီနေရာမှာအကောင့်လေးက log ဝင်နေတာတွေ့ရပါမယ်ဒီနေရာလေးမှာအကောင့်လေးကရပ်ပြီဆိုတော့ကျွန်တော်တို့ဂျပန်လူချင်းဖြစ်လားမဖြစ်လားဆိုတာကိုကျွန်တော်စိတ်ကြည့်ပါမယ်စိတ်ကြည့်ဖို့အတွက်ကျွန်တော်တို့ညာဘက်တောက်ကအဆက်လေး30ကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ဒီနေရာလေးမှာပဲသွားနှိပ်မလဲဆိုတော့ဒီနေရာမှာ manage အကောင့်ဆိုတာလေးကိုသွားကြည့်ပါမယ်သွားကြည့်ပြီးတော့ဒီနေရာလေးမှာအကောင့်ကရပြီးအကောင့် region မှာလည်းကျွန်တော်တို့ဂျပန်ဆိုတာလေးတွေ့ရမှာဖြစ်ပါတယ်အဲဆိုတော့အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန် region အကောင့်ကိုဂျပန် server ပါတဲ့ကျွန်တော်တို့ VPN ကြီးချိန်ပြီးတော့ကဖွင့်ရတယ်ပေါ့နော် VPN တွေကလည်း premium မရလို့ရှိရင်ဂျပန် server ကတော့တော်ရုံနဲ့မပေးတာများတဲ့အတွက်ဒီနည်းလေးကတော့ VPN ဘာမှမလိုပါဘူးကျွန်တော်တို့အဆင်ပြေတဲ့နည်းနဲ့လက်ကူလေးဖွင့်ပြပေးသွားတာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ဒီလို TikTok ကောက်လေးကိုဖွင့်ပြီးတော့ monetization နဲ့အောင်မြင်ပြီးတော့ဒေါ်လာတွေအများကြီးရပါစေ